ဝိမှုန်တို့ရဲ့ခြေရာကောင်းကင်နဲ့မြေကြီးအလယ်ကနေရာလွတ်မှာတို့နှစ်ယောက်မေတ္တာမျှခဲ့ကြတယ်ကိုဘဝကိုရွေးချယ်တင်လားအလိုက်တင်မယ်နေလိုက်ကြမလားမြေဆိုတာကဗီဇတို့အစာပြိုးရာရုန်းကန်ရခြင်းကပန်းဥယျင်လိုမို့ပန်းမွင့်တိုင်းမှာလဲနှလုံးကုန်တန်တွေရှိတယ်လာရောက်အောက်ကအိမ်မက်တွေနဲ့ဘလူးစီးခံရတဲ့ညနဲ့တွေကလည်းအပြင်းပြေလေညှင်းခံတယ်လို့မျိုးဗီဇသွေးတဲ့ကအမှန်တရားကိုချစ်မြတ်နိုးရတာပင်ပန်းကြမှာပါပဲလေဘလောက်ပဲဒုက္ခတွေဖူးပွင့်နေပါစေချစ်ချင်းမြတ်တာကိုဖွဲ့ဆိုတဲ့ကြပြာတစ်ပုဒ်နဲ့ပျော်ရွှင်စွာရင်ဆိုင်ကြဖို့တို့နှစ်ယောက်ရှိလုံလောက်တယ်တကယ်လို့ငွေသာမပြူစားခဲ့ရင်တကယ်လို့ပဲရစ်သာဟဲလင်းကိုမချစ်ခဲ့ရင်တကယ်လို့ယောမတွေသာဂျေရုဆလင်ကိုမသိမ့်ပိုက်ခဲ့ရင်တို့တွေရဲ့တိဆောက်မှုဟာပြည့်စုံနိုင်မယ်မထင်ဘူးငမုံရောက်